ကျွန်တော်ကတော့အချစ်ကိုဘယ်လိုမျိုးမြင်လဲဆိုတော့လူတွေတိုင်းမှာတွေ့မျိုးမျိုးရှိကြတာပဲကိုအချစ်ကိုနူးညံ့ခြင်းလေးလို့မြင်တယ်ကိုချင်တာသူကိုမြင်နေအောင်နဲ့အသေးနှလုံးလေးမတတ်ဖြစ်တယ်ဒီလိုဖြစ်ကိုမင်းသိဖို့ပြောပြခြင်းနဲ့ကိုလေးဘလောက်တော့ချစ်ခဲ့မိသွားလို့ထင်လဲကိုတိုင်းမှာတော့ပြေရှာနေစေမင်းလေးသိဖို့ကောင်းတယ်သူကိုချစ်တာပြည့်မိလားကွယ်မချစ်ရဘူးလို့ပဲသူတွေကပြောလို့လေနူးညံ့ခြင်းကိုချစ်လို့ခေါ်လားကွယ်အချစ်တွေနုပြိုသိလက်ဆက်သွားတယ်မြတ်တရားကိုတဲ့နဲ့လာဆက်တဲ့ခွင့်ပြုပေးပါရင်ကိုယ်တိုင်ရှင်နေဖို့ရဲ့ချစ်ရဲ့သိချစ်တဲ့